တခါတော့ကမိကြီးတဲ့ချင်းရဲ့အနီးမှာတောအုပ်ကြီးတစ်ခုရှိပါတယ်။အဲ့ဒီတောအုပ်ထဲမှာမြောက်တကောင်နေထိုင်ပါတယ်။မြောက်ဟာတစ်ပင်ပေါ်မှာနေထိုင်ပြီးအသီးနှံတွေကိုစားတောက်ရင်ပျော်ရွှင်စွာနေထိုင်တယ်။အဲ့ဒီမြစ်ကမ်းစပ်မှာတော့လိတ်တကောင်လည်းရှိပါတယ်။လိတ်ဟာရေထဲမှာရောကုန်းပေါ်မှာပါတွာလာနိုင်ပြီးအေဂျင့်စွာနေထိုင်တယ်။တနေ့မှာတော့မြောက်ဟာမြစ်ကမ်းစပ်ကတစ်ပင်ပေါ်ကနေအောက်ကိုငုံကြည့်ရင်လိတ်ကိုမြင်လိုက်ပါတယ်။လိတ်ကလည်းတစ်ပင်အောက်မှာလာပြီးစားလောင်နေတဲ့အချိန်မှာအပေါ်ကိုမော့ကြည့်လိုက်တယ်။မြောက်ကိုတွေ့လိုက်ပါတယ်။မြောက်ဟာအောက်ကိုငုံကြည့်လိုက်တော့လိတ်တကောင်ကိုတွေ့လိုက်ပါတယ်။ဟေးအကိုလိတ်နေကောင်းလားလို့မြောက်ကနှုတ်ဆက်လိုက်တယ်။နေကောင်းပါတယ်။နီရောနေကောင်းရဲ့လားလို့လိတ်ကပြန်နှုတ်ဆက်ထဲပါတယ်။အဲ့ဒီနေကစပြီးမြောက်နဲ့လိတ်ဟာမိတ်ဆွေတွေဖြစ်လာကြတယ်။မြောက်ကလိတ်ကိုတစ်ပင်ပေါ်ကအသီးတွေခူးပေးတယ်။လိတ်ကလည်းမြောက်ကိုမြစ်ထဲကငါးလေးတွေဖမ်းပေးတယ်။သူတို့နှစ်ယောက်ဟာတယောက်ကိုတယောက်ကူညီရင်းပျော်ရွှင်စွာနေထိုင်ကြတယ်။တနေ့မှာတော့လိတ်ကမြောက်ကိုမေးတယ်။မောင်ညိုမိတ်ဆွေစစ်ဆိုတာဘာလဲလို့ပြောတယ်။မြောက်ကခဏစဉ်းစားပြီးပြန်ဖြေတယ်။မိတ်ဆွေစစ်ဆိုတာကိုယ့်ကိုအမြဲကူညီမဲ့သူကိုယ့်အတွက်အသက်တောင်စွန့်နိုင်တဲ့သူပေါ့။လိတ်ကပြုံးပြီးပြောတယ်။ငါတော့မိတ်ဆွေစစ်ဆိုတာတယောက်ကိုတယောက်နားလဲပေးတဲ့သူအခက်ခဲကြရဲ့အတူရင်ဆိုင်တဲ့သူလို့ထင်တယ်။သူတို့နှစ်ယောက်မိတ်ဆွေအကြောင်းပြောနေတော့မထင်မှတ်ပဲမိုးကြီးရွာချလာပါတယ်။မြောက်ကလင့်စည်းလိုက်တာနဲ့မိုးကြိုးပစ်တာကိုကြောက်တတ်တယ်။လိတ်ကမြောက်ကိုမြေရင်းနဲ့ခေါ်သွားပြီးလုံခြုံတဲ့နေရာကိုခေါ်သွားပါတယ်။အဲ့ဒီနေ့ညမှာမြောက်သဘောပေါက်သွားတယ်။မိတ်ဆွေဆိုတာစကားနဲ့ပြောရုံမဟုတ်ပဲလက်တွေ့လှုပ်ပြတဲ့သူဆိုတာနားလည်သွားတယ်။